မင်္ဂလာပါခင်ဗျာဒီ Zawai A printer AP310 model လေးရဲ့ driver တင်နည်းလေးကိုပြသပေးပါမယ်ပထမဆုံး browser လေးဖွင့်မယ် browser ထဲက Google ထဲမှာ Zawai download ဆိုပြီးတစ်ချက်ရိုက်ချပေးလိုက်ပါခင်ဗျာပြီးရင် search နှိပ်လိုက်ပါခင်ဗျာပြီးလို့ရှိရင် link လေးကိုဖွင့်ပေးပါ link လေးကိုဖွင့်ပေးပါခင်ဗျာပြီးလို့ရှိရင်ဒီမှာဒီ EM label driver ပေါ့နော်အဲ့ဒီ file လေးကို download ယူပေးပါခင်ဗျပြီးလို့ရှိရင်ဒီအောက်မှာတော့ EM label window label editing tool ပေါ့ဒီ tools လေးလည်း download လုပ်ထားရပါမယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ label တွေကိုဒီ tools ထဲမှာ edit လုပ်မယ် print ထုတ်မယ်ဆိုရင်ဒီ tool လေးကလိုအပ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ download လေးတွေချပြီးသွားပြီဆိုလို့ရှိရင် download ချထားတဲ့ file လေးတွေကိုဖွင့်ပါမယ်အဲ့တော့ကျွန်တော်တို့ကဒီ printer လေးကို label လိပ်လေးတွေထည့်ပါမယ် label လိပ်လေးတွေဘယ်လိုထည့်ရမလဲဆိုတာကြာကျွန်တော်တို့ဒီမှာ TikTok ကျွန်တော်တို့ရဲ့ဒီ TikTok account လေးမှာ AP310 label printer label ထည့်နည်း sticker လိပ်ထည့်နည်းဆိုပြီးတော့ကျွန်တော်တို့တင်ထားရလေးရှိပါတယ်အဲ့ထည့်ရလေးတိုင်းကြည့်ပြီး label လေးကို label sticker လိပ်လေးထည့်ပါမယ်ပြီးလို့ရှိရင် USB ကြိုးလေးချိတ်ထားပါမယ် USB ကြိုးလေးချိတ်ပြီးရင်တော့ကျွန်တော်တို့ driver လေးတင်ဖို့လုပ်ပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ခုနက file လေးတွေသွားမယ်နောက် EML label driver ပေါ့အဲ့ driver လေးကို double click လုပ်လိုက်မယ် file လေးဖွင့်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ Windows version လေးက11ဖြစ်တဲ့အတွက်11လေးရွေးထားပါမယ် interface က USB ပါဒီ310 model လေးက3လက်မဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ3လက်မဆိုတဲ့ model 3လက်မဆိုတဲ့ဒီ site လေးကိုရွေးပေးထားမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့က4လက်မ printer ဝယ်ထားရင်4လက်မ2လက်မ printer ဝယ်ထားရင်2လက်မပေါ့အစသဖြင့်ကို printer ရဲ့ support လုပ်တဲ့လက်မကိုရွေးထားပါမယ်ဒီ printer ကတော့3လက်မ model လေးဖြစ်တဲ့အတွက်ဒီဟာလေးကိုရွေးထားပါမယ်ဒါပြင်ဒီ check box ဆိုတာလေးနှိပ်ပါမယ် check box ဆိုတာလေးနှိပ်ပြီးလို့ရှိရင်ဒီ install driver လေးကိုနှိပ်ပြီးတော့သွားလိုက်ပါမယ်เนาะ install driver လေးနှိပ်ပြီးတဲ့အခါကြာလို့ရှိရင်ဒီ driver တင်တဲ့ဟာလေးကပြီးဆုံးသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်ကျွန်တော်ပြသပေးမှာကဒီခုနက download ချထားတဲ့ EM label editing tool ဆိုတဲ့ software လေးဖြစ်ပါတယ်အဲ့ဒါလေးကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ label ရှိမယ်ခင်ဗျာဒီ label လေးတွေကိုကျွန်တော်တို့ကဒီမှာကိုသုံးမဲ့ site လေးတွေကိုပေါ့နော် new label လေးနဲ့ create လုပ်လို့ရပါတယ်ဥပမာတကယ်လို့ကျွန်တော်တို့က40mm 30mm site လေးသုံးမယ်ဆို40မြောက်30ပေါ့နော်အဲ့ဒီပုံမှာကျွန်တော်တို့ကကိုရေးချင်တဲ့စာလေးတွေရေးမယ်ပေါ့နော်ဒီမှာကိုရေးချင်တဲ့စာလေးတွေရေးမယ်နောက်ပြီးလို့ရှိရင်ဒီပေါ်မှာကျွန်တော်တို့သူ့ရဲ့ product code တွေ bar code တွေဈေးနှုန်းတွေထည့်မယ်ပေါ့နော်ကိုလိုသလိုလေးတွေချိန်ညှိပါမယ်အားလုံးချိန်ညှိပြီးတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ကဒီ file လေးကိုကျွန်တော်တို့ save လုပ်လို့ရတယ်เนาะ save လုပ်ထားမယ်ဆိုလို့ရှိရင်နောက်တစ်ခါကြာလို့ရှိရင်ဒီအခု save လုပ်ထားတဲ့ file လေးကိုပဲတန်းပြီးထုတ်အောင်ပါပဲအဲ့ဒါပြီးရင်ဒီ print ဆိုတာလေးကိုနှိပ်မယ်ပေါ့ print ဆိုတာလေးကိုနှိပ်ပြီးတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ခုနကထည့်ထားတဲ့ဒီ EM label ပေါ့နော်အဲ့ဒီခုနကဒီထည့်လိုက်တဲ့ EM label 300L 3 inch အဲ့လေးကိုရွေးပြီးတော့ okay လေးကိုနှိပ်ပြီးတော့ print ထုတ်လိုက်မယ်ဆိုရင်ရပါပြီခင်ဗျာ